ကျွန်တော်ဒီနေ့ recap လုပ်ပေးမယ့်အပိုင်းတွေကတော့ပြန်ကြံရထိုင်အပိုင်း131ဖြစ်ပါတယ်။နေ့ဂရီကမြောက်ဘက်စွန်းရေခဲပြင်ရဲ့စီးမြင့်တွေကိုဖောက်ပြတဲ့ဘယ်လိုဖြစ်တည်မှုမျိုးကိုမဆို9ရန်သူပဲလို့သူ့ရဲ့လက်အောင်ငယ်သားတွေကိုပြောနေပါတယ်။ရှောင်းပိုင်ကမမေထွက်သွားရင်ကျွန်တော်လိုက်ခဲ့ရမှာလားလို့မေးနေပါတယ်။နေ့ဂရီကရှောင်းပိုင်မင်းကငါမိသားစုဝင်ပဲနောက်ကျငါနောက်လိုက်ခဲ့ပါလို့ပြောလိုက်ပါတယ်။နဖျားဖြစ်မဲ့လမ်းတစ်ခုလို့နေ့ဂရီကပြောလိုက်ပါတယ်။နေ့ဂရီကဟော့ရီဟောက်ကိုရေခဲအကြောင်းတရားလေးရှင်းပြနေပါတယ်။ဟော့ရီဟောက်ကရေခဲထင်းကျုံနီးကျင့်စဉ်ရဲ့အနှစ်သာရကိုနားလည်သွားခဲ့ပါတယ်။ငါတို့ထောက်ကတင်ပြီးဆိုပြီးမြောက်ဘက်စွန်းရေခဲပင်ကျူးကျော်နေတဲ့သူတွေကိုတွားပြီးတိုက်ခိုက်ပါတော့တယ်။မြင့်မုံတိုင်းဝင်လာပြီးစားတိုက်ပါတော့တယ်။တားရဲလိုင်းနဲ့အတူလာတိုက်ခိုက်တာပါ။နောက်ဆုံးမှာရှောင်းပိုင်ရီဟောက်နဲ့အားထိုက်တို့စူပေါင်းတိုက်ခိုက်မှုကြောင့်ဖီးနစ်တုံးလုံးလည်းကြာရှုံးသွားခဲ့ပါတယ်။အားထိုက်ကဒီချိန်မင်းတို့ကိုသတိပေးတာလူသားမျိုးတွေမြောက်ဘက်စွန်းမြေကနေအကုန်ထွက်သွားကြလို့ပြောလိုက်ပါတယ်။နောက်တစ်ခါလုံးဝငဲ့ညာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ရှောင်းပိုင်ကဟိုမျိုးသမီးရဲ့လက်နက်ကတကယ်အားကောင်းတယ်။ဒါကအဘိုးပြောတဲ့ဝင်းညင်ထိန်လက်နက်လားလို့ယူရောက်ကိုမေးလိုက်ပါတယ်။ရှောင်းပိုင်ကအဘိုးဆိုတာဟော့ရီဟော့ကိုခေါ်တာပါ။ငါအမေကအမင်းကိုအဖေလို့ခေါ်တာ။မင်းကငါ့ရဲ့အဘိုးပဲဟုတ်လားဆိုပြီးတော့အဘိုးလို့ခေါ်နေပါတယ်။အားထိုက်ကရေခဲပြင်ဘရင်ရာတို့ကိုစက္ကန့်ရရှိသူပါ။နေဂရီကယူဟောင်းနဲ့အတူထွက်သွားမှမို့အားထိုက်ကိုတာဝန်လွှဲပေးခဲ့တာပါ။ရှောင်းပိုင်ကအမေအဘိုးကျွန်တော်တို့အခုပဲသွားမလဲလို့မေးလိုက်ပါတယ်။ဟော့ရီဟောက်ကထန်တုံမျိုးကိုအရင်သွားပြီးမှရှီလိုင်ခက်ကိုသွားမယ်လို့ပြောလိုက်ပါတယ်။ထန်တုံမျိုးကအထန်ကိုင်းရဲ့အရေးမြစ်ဖြစ်ပါတယ်။မိတ်ချေဟောင်းတယောက်နဲ့တွေ့ရလိမ့်မယ်ဆိုပြီးယူဟောက်ကပြောနေပါတယ်။